ဒီကျွန်တော် instrument ကုန်စည်ပြပွဲကိုသွားနေတာပါဒီနေ့ကလည်းကျွန်တော်သွားခဲ့တယ်အဲ့ဒီနေရာဒီနေ့လည်းဆက်ရှိတော့ထပ်ပြီးတော့နားကြီးခံကြတော့ထပ်သွားပါအဲ့မှာက instrument တွေအကုန်လုံးကိုတီးလို့ရတယ်ပြီးလက်ဆောင်တွေလည်းပေးတာတွေရှိတယ်ဆိုတော့ free လက်ဆောင်တွေသွားယူရတဲ့ဘာ drum တစ်တွေဘာ series တွေထွက်လဲဆိုတာသွားလေ့လာမလို့တိုက်ခဏနော်ဒါတော့သူတို့ရဲ့နန်းတော်ကြီးဖြစ်ပါတယ်ဘယင်ကဂျပန်ဘယင်ရဲ့နန်းတော်ဟုတ်တခါကြီးကခိုင်ခန့်အောင်ဆောက်ထားတာကျွန်တော်တက်ကပါအဲ့ဘောဒီပြပွဲကတော့ ticket နဲ့ဝင်ရတာမြန်မာဝင်နေဆိုလို့ရှင်တော့ဝင်ကြီးက6000နီးပါးလောက်ရှိတယ်ဒါပေမဲ့အကြောင်းလူကျောင်းသားတွေတက္ကသိုလ်ကျောင်းသားတွေဆိုလို့ရှင်တော့ဝင်ကြီး free လို့သူတို့သတ်မှတ်ထားတယ်ပြပွဲမှာကျွန်တော်တို့ဒီမှာကျူထိုးထားတယ်ဒီ Saki drum ကဂျပန်ကထုတ်တဲ့ brand ဒီမှာဂျပန်တော်တော်များများတီးကြတယ်သူက360 80ဝန်းကျင်လောက်ရှိတယ်ဒီ Metal Company က acrylic series ထုတ်တယ်သူတို့က punchy ဖြစ်တယ်တန်ပူကျတာပေါ့လေcarbon fiber drumstick တွေကတော့အကျန်းခံတဲ့နေရာမှာနံပါတ်1ပဲ Okay မသိတော့ဘူးဘယ်အတက်လဲဆိုတော့ DW တာရှင်းရတာဒါကတော့ acoustic အရောင်ဆောင်ထားတဲ့ e-drum ဖြစ်ပါတယ်သူရဲ့ site တွေကအရန်ကြီးရတဲ့အတွက်တကယ် acoustic တီးနေရလို့ခံစားရမှာပေါ့လေADV series တွေကအတန်ကို natural drum color တိုင်းထွက်ပေးနိုင်တယ်ဆိုပြီးနာမည်ကြီးတယ်သူတို့ကအတန်တွေကို compress မလုပ်ထားဘူးလေထဲမှာတိကျစီတွေဒီပါတီးလို့ရပါတယ်ခါလေး series တွေမှာတော့ power crystal beat ကအကြိုက်ဆုံးပဲ powerful ဖြစ်တယ် punchy ဖြစ်တယ်အတန်လည်းအရန် clarity ဖြစ်တယ်ကျွန်တော်မှာပါတဲ့ပတ်စံနဲ့ဆိုတော့ဒီ drum ပဲဝယ်လို့ရမယ်ဒီဟာကဂျပန်မှာပဲထုတ်တဲ့ cymbal တွေ right cymbal ကျွန်တော်ဒီတန်လေးရတော့ကြာဘယ်မှမရှိဘူးကောင်းနေရတယ်အဲ့ဒါ FX stack လေးတွေပါဆပ်ပဲ3-4ချက်ပေါင်းလိုက်လို့ရှိရင်ကျွန်တော်က stack နဲ့ပြောတာဖေဂျင်က FX stack ဆိုတော့လို့စီးတန်းထုတ်တယ်ပြပွဲကတော့ပြီးသွားပြီအမေကမပြီးသေးပါဘူးနောက်ပါ9နာရီလောက်ထိရှိသေးတယ်ဒီမှာကျွန်တော်တို့နားတွေမခံနိုင်တော့ပြန်ထွက်လာလက်ဆောင်ပစ္စည်းလေးရခဲ့တယ်ဒီနေ့ပို့ပြီးတော့နဲသွားတယ်ပြတဲ့instrument တွေရတယ်ပြီးခဲ့တဲ့နေ့ကရေးသူတွေလည်းအရန်စီတယ်ဆိုတော့နောက်တစ်နေ့ပေါ့ဒီမှာရှိသေးရင်တော့ကြည့်ရတော့လေဒါ